ရှိတယ်လေဘောနော်အနေနဲ့လေးဘောနော်โอเคဟုတ်ကဲ့ပါစတင်ပြီးတော့ကုမ္ပဏီပြောင်းလဲလာကြရပါတော့G1 က49ယောက်ရှိပါတယ်မပါဝင်တာကတော့18ယောက်ဆရာဝင်သွားတာကတော့32ယောက်ရှိပါတယ်ရှင်စစ်စုပါနဲ့လေအမြန်အခုထိဆိုရင်ပေါ့နော်ဒီလထဲတော့မပါသေးဘူးတသိန်းနဲ့9000ပဲဖြစ်ပါလေရှင်ကဲပါဒီအနောက်တော့လာတော့ခနော်ជីတာဘုတ်ပြီး40ก็ผู้ลงทุนมี37ก็ยกน้ำยาลายผมนำหมด100,000ไป5เฮเขาพอผ่อนก็ลาแล้วขนมไอโฟนเดียนเยี่ยมแนวครับซื้อกับน้ำยาลายเขาအဲ့ဒါဆိုလို့ကိုရဲ့စုပေးတယ်မျိုးပေါ့နော်လက်လီအမြတ်ကတသိန်း9000ဆိုရင်တသိန်းနဲ့9000ဆိုရင်ဖုန်းကောင်းလေးတစ်လုံးဝယ်နိုင်ပြီမဟုတ်လားအဲ့ဒါကိုရဲ့စုတစ်ခုဖြစ်ပါတယ်မနော်โอเคအဲ့ဒါဆိုလို့နောက်ထပ်အနေကြီးရှိတယ်အဲ့အချိန်မှာဒီရှင်ကြောင်းလာပဲလောက်ရတယ်လေဘယ်လိုမျိုးရင်ခုန်လုံးနဲ့လုပ်တယ်လဲအဲ့ရဲ့စိတ်ခါစားဆဲကိုရဲ့အတွေ့အခေါ်ပိုင်းဆရာတွေနောက်တော့ကိုယ့်ရဲ့စိတ်ခါစားဆရာပိုင်းဆရာတွေမှာဘယ်လိုမျိုးဖြစ်နေတယ်လဲရင်ခုန်တယ်လားဒါမှမဟုတ်ဘယ်လိုမျိုးပြပြောင်းလဲတယ်လဲဘောနော်အနေနဲ့လေးဘောနော်သိရှိပါတယ်ဟုတ်ကဲ့ပါစပြီးတော့ကုမ္ပဏီပြောင်းလဲလာတော့ဆိုရင်3လအတော့အတွင်းမှာလုံးဝရင်မခုန်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ချက်ချင်းပြောင်းလဲသွားတယ်ကိုကပြောင်းလဲမမြန်နိုင်တဲ့ဘူးပေါ့နော်ပြောင်းလဲမမြန်နိုင်တဲ့သူတို့လက်လီအမြတ်ပြောင်းလဲလာတဲ့အတိုင်းပဲအဲ့ဒီလက်လီအမြတ်ကိုအထင်အောင်မသိတယ်ပေါ့နော်အိုးတကယ်လို့ကိုကပစ္စည်းရဲ့တံပိုးလေးစင်းကြီးသွားတယ်ပေါ့နော်စင်းကြီးသွားတယ်ပြီးတော့ရှာဝင်တယ်တယောက်ဆိုရင်2000အလောက်တော့မရှိတယ်ပေါ့နော်အိုးအရင်တော့1900 1800အလောက်ရှာဝင်တော့မှခက်ခဲနေပြီ2000ကျော်ဆိုရင်အိုးဘယ်သူကလာလောက်မှလဲကိုနဲ့ပေါ့နော်အဲ့လိုမျိုးအတွေးတွေမားပြီးတော့တွေးခဲမိတယ်မကြိုးစားဘူးမလုံးဆောင်ဘူးအယုံလည်းမစူးစားဘူးတိုင်မဲ့ကုမ္ပဏီကပေါ့နော်ထက်ခါအဲ့ဒီလက်လီအမြတ်ကိုစူးစားပြီးတော့တင်ပြပေးတယ်အေးကိုကလည်းဒီလိုမျိုးပြောင်းလဲလာတာကိုအတွက်ပဲဖြစ်တယ်အဲကြောင့်လို့လိုက်ပြီးတော့ပြောင်းလဲလာတယ်2024 12လပိုင်းတော့ဆိုရင်စူးစားကြည့်တယ်ပေါ့နော်ဆလရတဲ့လဆိုရင်1000ကျော်ရတယ်ရတဲ့အချိန်မှာဆိုရင်အရင်ကမှပြောတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရင်တော့ကပတ်စံရဖို့ဆိုရင်15ရက်အရက်20ဒါမှမဟုတ်နောက်လ9ရက်မှစောင့်ရတယ်ပေါ့နော်ယူဖို့ကဒါပေမဲ့ဒီလက်ရတဲ့ကချက်ချင်း3ရတယ်ကိုရပြီးပါလေပို့ပြီးလို့ရတယ်ပြီးတော့တကယ်လို့ကိုဝယ်ဆရာရှိတယ်ဆိုလည်းချက်ချင်း3လို့ရတယ်ပေါ့နော်အရင်ကကြိုက်ပြီးတော့ရင်ခုန်တယ်တကယ်လို့ကအများကြီးဒီထက်မကရမယ်ဆိုရင်တော့ဘယ်လောက်ကောင်းမလဲဆိုပြီးတော့ဆက်လက်စ조사လာတာပဲဖြစ်ပါလေရှင်လက်ကတော့ရေးကြည့်